Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်စနေနေ့ကချင်းမိုင်မှာဒီညဘက်ပေါ့နော်ဒီတောင်တပွဲရှိတာကိုမှအဲ့ဒီတောင်တပွဲကိုကျွန်တော်လဲသွားရင်းနဲ့လမ်းမှာဒီ student တွေအများကြီးရှိတာနဲ့ student တွေကိုရိုက်ခဲ့ပြီးတော့ဒီ blog လေးကိုလုပ်ခဲ့လိုက်ပါတယ်တနစ်မှာတစ်ခါပဲကျင်းပတဲ့ပွဲဖြစ်ပြီးတော့ကျွန်တော်ကတော့တယောက်တည်းပေါ့နော်ကျွန်တော်တော့ဒီ9နာရီမတင်မှာစပြီးတော့တက်ခဲ့လိုက်ပါတယ်ဒါကတော့တောင်ကျင်းမှာပထမအဆုံးတွေ့ရတဲ့စတူဒီတာပွဲပါသူကတော့ဒီထမင်းကြော်သို့မဟုတ်ခောက်ဆွဲကြော်ယူလို့ရပါတယ်ကျွန်တော်ကတော့အခုမှဒီထမင်းလဲစားထားတာဆိုတော့မစားသေးတာနဲ့ပဲမယူဖြစ်ခဲ့ပါဘူးဒါလေးကတော့ဘာလေးမှမသိပဲနဲ့စူးစမ်းချင်တဲ့နဲ့ယူဖြစ်ခဲ့ပါတယ်အခုကတော့ဒီအချိုးရမဟုတ်ဘဲနဲ့ရေနွေးချမ်းအလိုမျိုးလက်ဖက်ရည်ချမ်းလေးပေါ့နော်ဖွင့်ဖောက်စားကြည့်လိုက်တော့ဒီထဲမှာကောင်းချင်းပေါင်းလေးကိုတွေ့ပါတယ်ဒီကောင်းချင်းပေါင်းလေးထဲမှာတော့ဒီဘယ်လိုပြောရမလဲပိန်းဥတော့ပင်လေးပါတာပေါ့နော်တောင်တချောင်းလုံးမှာဒီဈေးရောင်းတဲ့လေးတွေလည်းရှိပါတယ်ပြီးရင်လည်းလူတွေကလည်းကြည်ကြည်တိုးပွဲပေါ့နော်ပြီးရင်လည်းရှမ်းဈေးဆိုင်လေးတွေလည်းတွေ့ရပါတယ်ရှမ်းတီးလုံးတွေလည်းရှိတာပေါ့နော်တောင်ချီနာကနန်းနန်းတွေရှိတဲ့နေရာကိုတော့ကြော်ခဲ့ပါပြီအခုဆိုရင်တော့တကယ်အစကိုစပြီးတော့တက်ရတော့မှာပေါ့နော်ရေလည်းမစားသေးတာကောအချိုရည်လည်းမတောက်ချင်တာကောမလို့ဒီဟာလေးတော့ကြော်သွားလိုက်တယ်ပေါ့နော်ပြီးရင်လည်းအခုတွေ့ရတာကတော့ထမင်းနဲ့ကြက်ဥကြော်ပါကျွန်တော်ထပ်ပြီးတော့ကြော်လိုက်ပါသေးတယ်ဒီဘိုက်ကလည်းတိတ်မစားသေးလို့ပေါ့နော်တက်ခဲ့တာတော့ဒီမိနစ်40လောက်ရှိပါပြီအခုကတော့နည်းနည်းလေးရေလဲစားလာတော့မလို့ရေပေးတဲ့ထဲကိုဝင်ယူလိုက်ပါတယ်အဲ့ခါကျတော့ဒီ cheese cake လေးပါရခဲ့တာပေါ့နော်ဒါလေးကတော့မုံဖတ်တုံလေးပါသူကဒီစီဝါလေးနဲ့တုပ်ထားတာဖြစ်ပြီးတော့အသားလေးလည်းနည်းနည်းပါပါတယ်ကိတ်မုံလေးလည်းယူဖြစ်ခဲ့ပါသေးတယ်ရက်ပြီးတော့စားနေရင်နဲ့ ambulance တွေဆင်းခဲ့တာပေါ့နော်အခုဆိုရင်တော့ဆက်ပြီးတော့တက်ပါမယ်တက်ခဲ့ပြီးတော့တနားရီလောက်ကြာတဲ့ခါကျတော့ဒါကတော့ဒီခါတိုင်းဆိုရင်တော့ဒီနားလေးမှာဆိုင်ကယ်တွေရက်ပြီးတော့စမ်းချောင်းလေးတွေကြီးတဲ့နေရာပေါ့နော်အဲ့နားလေးမှာကတော့ဒီဆိုင်တွေကတော့ပြေဝနေပါတယ်ဆိုင်တွေလည်းဒီသူ့ဟာနဲ့သူတော့ရောင်းရသေးတယ်ပေါ့နော်ဒီစတူဒီတာတွေရှိနေတာကမှတချို့ထိုင်းလေးတွေကတော့ဝယ်စားကြတာတွေ့ခဲ့ရပါတယ်တောင်ကတော့လမ်းလျှောက်ပြီးတက်မယ်ဆိုရင်တော့4နာရီခွဲ5နာရီနီးပါးလောက်တော့ကြာမှာပေါ့နော်ကျွန်တော်ကတော့ဝင်းတိုးရင်းစားရင်းနဲ့အေးစစ်စစ်ပဲတက်ပါမယ်တောင်ကတော့တက်ရင်းနဲ့ဆိုရင်သူက point လေးတွေရှိတာကိုမှ point လေးတွေမှာဆိုရင်လည်းဒီလိုမိုးပွဲလေးတွေလောက်တက်တာပေါ့နော်အဲ့ဒီမှာဆိုရင်လည်းဒီပရိတ်ကျိုးတွေချီပြီးတော့ဆူတောင်းနေကြတာလည်းတွေ့ပါတယ်ပြီးရင်လည်းအဲ့လိုမိုးဒီဖုန်ကြီးကျောင်းနဲ့နေတဲ့နေရာလေးတွေဆိုရင်ဈေးဆိုင်လေးတွေလည်းရှိတတ်ပါတယ်ကိုဟာကိုလည်းဒီဘယ်လိုပြောရမလဲစတူဒီတာဆိုင်ရစာမစားချင်ဘူးလားဆိုရင်ဒီလိုမိုးဝယ်စားလို့လည်းရတယ်ပေါ့နော်တလန်းလုံးစတူဒီတာတွေရှိနေတာကိုမှကျွန်တော်ကတော့ဘယ်လိုပြောရမလဲတကူတကကြီးတော့ဝယ်စားစရာမလိုဘူးလို့တော့ထင်ပါတယ်ပြီးရင်လည်းရေအတွက်လည်းပူစရာမလိုဘူးရေတွေလည်းတိုက်ကြပါတယ်ကျွန်တော်ကတော့တက်လာရင်နဲ့ဒီအေးစတူဒီတာဆိုရင်တော့ဝင်ပြီးတော့တောက်လိုက်ပါတယ်ဒါကတော့ဇီးလိုပန်းသီးလိုဖြော်ရည်လေးပေါ့နော်ကျွန်တော်တော့တက်လာရင်နဲ့ကိုမဒီကြက်ဥနဲ့ထမင်းနဲ့ကျွေးတဲ့စတူဒီတာလေးကိုတွေ့ပါတယ်ကြက်ဥကြော်လေးကလည်းမွေးနေတာနဲ့ဒီပိုက်စာတာနဲ့မလို့ဝင်းယူလိုက်တာပေါ့နော်ပြီးရင်လည်းဆန်လုံးလေးကဆန်လုံးညူလေးနဲ့ထပ်ထားတယ်ထင်ပါတယ်ပိုရှင်လေးလည်းမစိုးဘူးပြီးတော့ဒီစားရတာလည်းရတာရှိပါတယ်နောက်ထပ်ပြီးတော့ဒါကတော့ဒီဝေဖာတွေတို့ကုကီးတွေတို့ပေးတဲ့နေရာပေါ့နော်ကျွန်တော်ကတော့ဝေဖာတွေကိုယူလိုက်ပါတယ်ဒီကုကီးလေးကတော့ဘယ်လိုပြောရမလဲအထဲထဲမှာနနက်သီးယူလေးပါတာပေါ့နော်ဝေဖာလေးကသူ့ဟာနဲ့သူချင်းတဲ့တက်ကလေးတော့ပါတယ်စားလို့လည်းကောင်းပါတယ်ဒါလေးဆိုရင်လည်းဒီအေးစတူဒီတာလေးပေါ့နော်ကျွန်တော်ကတော့စတော်ဘယ်ရီခွက်လေးကိုယူလိုက်ပါတယ်သူ့ဟာနဲ့သူတော့အေးစစ်စစ်လေးနဲ့တောက်လို့ကောင်းပါတယ်ဒါလေးဆိုရင်လည်းပဲနှုတ်လေးထင်လို့ဝင်ယူလိုက်တာသူကဒီလက်ဖက်ရည်စတိုင်လေးပဲပေါ့နော်ဒီပဲအရသာလေးပါခောက်ဆွဲကြော်သူမဟုတ်တာကတော့ခောက်ဆွဲတုပ်ဖြစ်မယ်ထင်ပါတယ်ကျွန်တော်ကတော့ဒီမစားချင်သေးအောင်မလို့မယူလိုက်ဘူးပေါ့နော်အခုတွေ့နေရတော့ဒီထိုင်းတီးလေးတွေဝင်းနေတာနဲ့မလို့ထိုင်းတီးလေးတစ်ပူယူလိုက်ပါသေးတယ်
ဒါလေးကတော့ကျွန်တော်အတွက်မယူမဖြစ်ပလေးပါဒီယူရီးယားအကင်လေးတွေပေါ့နော်အခုကတော့ဒီအရန်ကိုတိုးနေကြတဲ့ထမင်းနဲ့ဟင်းနဲ့စတူဒီတာလေးပေါ့နော်ဒီကျွန်တော်ကတော့ဒီမစားခဲ့ပဲနဲ့သူတို့လုပ်တဲ့ဒီဝတ်သားကြော်ကိုပဲနည်းနည်းရိုက်ဖြစ်ခဲ့ပါသေးတယ်ဒီလိုမျိုးကြောလော်နေကြတာပေါ့နော်တက်လာရင်နဲ့ဝက်ဖက်လက်ဆိုတဲ့ဒီဖျားနေရာလေးကိုတော့ရောက်ခဲ့ပြီပေါ့နော်ဒီနေရာမှာလည်းစတူဒီတာတွေရှိပါတယ်ကျွန်တော်တော့ဒီဟော့တော့လေးဝင်ယူတာမွတ်လောက်ကုန်သွားခဲ့တာပေါ့နော်ဒါကတော့တရက်သီးကိုငပိနဲ့တုတ်ထားတာလေးပါသူလည်းစားလို့ကောင်းပါတယ်မုံဖတ်တော့ကတော့နှစ်ပွဲရှိသွားပြီဆိုတော့ထပ်ပြီးတော့မစားတော့ဘူးပေါ့နော်တရင်နဲ့ဒီဖရဲသီးတအိတ်ကိုလည်းယူခဲ့ပါသေးတယ်ရေစားတာရေမတောက်တော့ပဲနဲ့ဒီဖရဲသီးလေးစားမယ်ပေါ့နော်ပြီးရင်လည်းဒီဆက်တက်လာရင်နဲ့ကိုမှဆိုင်လေးတွေလည်းထပ်ပြီးတော့တွေ့ပါသေးတယ်ဆိုင်လေးတွေကတော့ကိုစားချင်ရင်ဝယ်စားလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဘိုင်နဲ့တောင်ဝါနေပါပြီဒါကတော့လမ်းမှာထပ်ပြီးတော့တွေ့ရတဲ့ view point အသေးစားလေးပါသူ့ဘေးမှာကတော့ဒီကြက်ဥနဲ့ကောင်းကျင်ပေါင်းစတူဒီတာလေးပေါ့နော်ကြက်ဥကတော့အရန်ပူးနေရမို့လို့ခွဲမစားတော့ဘဲနဲ့အိမ်ကိုပဲယူသွားလိုက်ပါတယ်စင်နိုင်မတင်တော့ရှိသွားပြီပေါ့နော်ဒီနေရာကတော့စတူဒီတာတွေအများကြီးကျွေးတာပါဒါကတော့ပထမဆုံးရတဲ့ရေခဲမုံပါပြီးရင်တော့ဒါကရိုတီပူပူလေးပေါ့နော်သူကတတော်ကိုပူပါတယ်ပြီးရင်တော့ကျွန်တော်ကတော့ဒီဖတ်ထိုင်းကိုထပ်ပြီးတော့ယူလိုက်ပါတယ်ဖတ်ထိုင်းရဲ့ရိုတီရဲ့ရေခဲမုံရဲ့3ခုရခဲ့တာပါပြီးရင်လည်းဒီထမင်းကြော်တော့ရှိသေးတယ်ထမင်းကြော်ကတော့ထပ်ပြီးတော့မယူတော့ပါဘူးရိုတီလေးကလည်းနိုးစီလေးဆန်းထားတာဆိုတော့တော်တော်လေးစားလို့ကောင်းပါတယ်တော်တော်လေးကြိုက်တယ်ပေါ့နော်ရိုတီမစားရလဲကြပါပြီရေခဲမုံကတော့ဒီ flavor တွေထဲမှာတော့ကျွန်တော်ကတော့ဒီနိုလေးရခဲ့တာပါ strawberry လေးလည်းတွေ့ခဲ့ပါသေးတယ်စံပြုတ်ထင်တယ်နော်မစားချင်တာမလို့ကျွန်တော်ကတော့မယူခဲ့ပါဘူးခောက်ဆွဲကြော်လေးကတော့နည်းနည်းဝဝဝင်းဝင်းလေးဖြစ်နေတာနဲ့မို့လို့ယူလိုက်ပါတယ်ခောက်ဆွဲကြော်လေးလည်းစကောက်မယ်ထင်လို့ပေါ့နော်ဒီထဲမှာတော့ဒီဝတ်သားလေးလည်းပါတယ်ပြီးတော့ဒီဘေးကဂေါ်ပီလေးတွေကလည်းကျွတ်လေးနဲ့စားလို့ကောင်းပါတယ်ဒါကတော့ယူရီးယားအကင်အလုံးလေးတွေနဲ့ဒီဟော့တော့ကြော်လေးတွေကိုသူကအချင်းလေးတွေနဲ့ရောပြီးတော့တုတ်ထားတဲ့အကင်တုံလေးပေါ့နော်ကျွန်တော်ကတော့ဒီဟာလေးဆိုရင်မယူမဖြစ်လေးလို့တတ်မှတ်ထားတာမို့လို့ဒီယူပစ်ခဲ့ပါသေးတယ်မဲလေးတွေဆိုတော့ဒီကိုရာလေးဖြစ်ပြီးတော့ယူလိုက်တာကြမ်းရည်လို့တော်တော့ချိုတဲ့အချိုလေးပေါ့နော်ဒါလေးကလည်းဒီမုံတီတုပ်လေးနဲ့ဆင်းနေတာဆိုတော့ဒီပြီးတော့စီဝါလေးနဲ့ပဲတုပ်ထားတာဆိုတော့စားချင်တာနဲ့မလို့ယူပစ်ခဲ့ပါသေးတယ်ဒါဆိုရင်တောင်ပေါ်မှာတရင်နဲ့တွေ့ရတဲ့အကျော်လော်ဆိုင်လေးတွေပေါ့နော်ဒီမှာဆိုလဲဒီမုံလင်မြားတွေကစာရှိပါတယ်ပြီးရင်တော့ယူရီးယားအကင်တွေပေါ့နော်နောက်ထပ်ပြီးတော့လဲတရက်သီးကိုငပီလေးနဲ့တုပ်ထားတာလေးတအိတ်ယူလိုက်ပါတယ်ဒါကတော့ပါမုံမီကင်ကုံမှာသူကနည်းနည်းလေးဖြူးပြီးတော့နိုးစီလေးဆန်းပေးတယ်ဘယ်လိုပြောရမလဲဒါလဲစတူဒီတာတစ်မျိုးပဲပေါ့နော်ကျွန်တော်လဲဒီလိုမျိုးလေးစားချင်တာနဲ့မလို့ထပ်ပြီးတော့ယူလိုက်ပါတယ်သူကကျွတ်လေးနဲ့ကိုမှနိုးစီလေးကတော့ချိုလေးပေါ့နော်ဒါလေးဆိုရင်လည်းမြန်မာပြည်မှာဆိုရင်ဒိုမီနိုလေးနဲ့တူမယ်ထင်တာနဲ့ကျွန်တော်လဲတတိယပြီးတော့ယူဖြစ်ခဲ့တာပါသူလဲချိုလေးပါဒါကတော့စက်သားဆန်ပြုတ်တွေဖြစ်မဲ့ထင်တယ်ပေါ့နော်ကျွန်တော်ကတော့နည်းနည်းအလိုမျိုးအပူတွေတိတ်မစားချင်တာနဲ့မလို့ကြော်လိုက်ပါတယ်ဒါဆိုရင်တော့ဒီတင်မော်ဒီထောင်ဖြစ်မဲ့ထင်တယ်ပေါ့နော်အခုဆိုရင်တလိမ့်ပြီးတလိမ့်ဟိုမုံနေစားရင်ဒီမုံနေတိုးရင်နဲ့တက်လာလိုက်တာဒီဖျားနာလေးက view point နောက်ဆုံးကိုရောက်ခဲ့ပါပြီအခုဆိုရင်လည်းဒီ17နာရီတော့ထိုးသွားပြီပေါ့နော်အပေါ်နောက်ရောက်လာတဲ့အများဒီတောင်ပေါ်ကဆင်းလာတဲ့လူတွေကိုလည်းတွေ့ရပါတယ်တော်တော်ကိုနီးစပ်နေပြီပေါ့နော်ကြကြော်လေးကလည်းဒီမွန်းလောက်ပေါ့နော်ဒီကုန်းနေပြီဆိုတော့သူတို့ကြောနေရလေးပဲရိုက်ခဲ့ပါတယ်ဒီရေတခွန်လေးကိုတွေ့ရဆိုရင်တော့တကယ်ကိုနီးစပ်သွားပြီပေါ့နော်ခေါက်ဆွဲတွေစားရများတော့ဒီမုံဖတ်တုတ်ကလည်းအနည်းရှူလိုက်တဲ့နဲ့ကိုအီးနေပြီပေါ့နော်အဲအကြောင်းမို့ထပ်မယူတော့ပါဘူးနောက်ဆုံးပန်းတိုင်ကိုရောက်ခံဒီဖရဲသီးစတူဒီတာလေးတွေ့လို့ဒီရင်လေးလဲအေးချင်တာနဲ့မလို့ဖရဲသီးလေးတစ်ကိတ်လောက်ကြိုက်စားလိုက်ပါသေးတယ်
အခုဆိုရင်တော့ဖျားပေါ်တက်ဖို့ပဲကြံပါတော့တယ်ကျွန်တော်တို့တော့ဒီ9နိုင်မတင်းကတက်ခဲ့တာ17ခွဲမှာရောက်ရှိခဲ့ပါပြီလူတွေကတော့ကြိတ်ကြိတ်တိုးပဲပေါ့နော်ဒီတစ်နှစ်တည်းမှတစ်ခါပဲကျင်းပတာပါပြီးတော့လည်းဖျားရင်ပြင်ကိုတက်ဖို့လေကားကအရန်ကျက်နေရနဲ့ဘေးကအလိုမျိုးနည်းနည်းစောင်းစောင်းလေးနေရပဲဒီလိုမျိုးဘေးကိုကင်ပြီးတော့ပဲတက်ခဲ့ပါတယ်အဲ့ခါကျတော့နည်းနည်းလေးတော့မြန်သွားတာပေါ့နော်အစင်းဆိုရင်တော့အစင်မပြေဘူးထင်ပါတယ်နည်းနည်းချောလို့ပါကျွန်တော်ကတော့သကောင်နာနီမှာဖျားရင်ပြင်တော်ကိုရောက်ခဲ့ပါပြီ။ဒါကတော့ပန်းလေးတွေယူလို့လည်းရတယ်ပေါ့နော်။ဘေးမှာတော့အလူခံပုံးလေးရှိပါတယ်။ကျွန်တော်ကတော့ကြာပန်းလေးနဲ့ဖျောင်းနိုင်လေးယူလိုက်ပါတယ်။စာရေးထားတာကတော့ဒီဖျားကို3ပတ်ပတ်ရမှာပေါ့နော်ကျွန်တော်ကတော့ဒီထိုင်းလုတ်ကယ်ရဲ့အတိုင်းပဲဒီလိုမျိုးလေးပဲကင်ပြီးတော့ဖျားကို3ပတ်ပတ်လိုက်ပါတယ်ပတ်တဲ့နေရာမှာလည်းနည်းနည်းတော့ကြက်တယ်ပေါ့နော်သူဟာနဲ့သူလည်းဒီဘယ်လိုပြောရမလဲလမ်းကြောင်းကရှိပြီးသားဆိုတော့ဒီ close white တွေ counter close white တွေတိတ်ပြီးတော့သိစရာမလိုပဲနဲ့သူတို့အတိုင်းပဲလိုက်ပတ်လိုက်ပါတယ်ပတ်ပြီးရနဲ့စီမီကက်ဂျပန်လေးကပ်ပြီးဆိုရင်တော့ဒီပန်းတိုင်ကတော့ပြီးဆုံးသွားပြီပေါ့နော်စီမီလက်ကပ်ပြီးတော့ဂျပန်လက်ကပ်ပြီးတာနဲ့ကျွန်တော်ကတော့ဖျားရှိခိုးပါတယ်ပြီးရင်တော့ဒီဒရက်စုသက်ပုံမှာကဒီနေရာတွေလဲကျဲတယ်ပြီးတော့လေလဲဖြူဖြူတိုက်တယ်ပေါ့နော်ပြီးရင်လဲချင်းမိုင်ရဲ့ night version view point လေးကိုသွားကြည့်ပါအောင်မယ်နောက်ထပ်တစ်ချက်ကကြတော့ဖျားရင်မြေပေါ်မှာအိတ်ဆက်ကြမဲ့လူတွေလည်းရှိသေးတယ်ပေါ့နော်ဒီလိုလဲလို့ရပါတယ်အခုကတော့ဖျားအပေါ်ဆုံးမှာကြီးခဲ့ရတဲ့ဒီချင်းမိုင်ရဲ့ညာ version လေးပေါ့နော်ချင်းမိုင်ကလည်းတော်တော်ကိုလင်းလင်းထိတ်ထိတ်နဲ့ကြည်ကြည်ပြန့်ပြန့်လေးရှိပါတယ်view point ကြည့်ပြီးပြီဆိုတော့ကျွန်တော်ကတော့အောက်ကိုပြန်ဆင်းပါတော့မယ်အောက်ကတော့ပုံမှန်လေကားနဲ့ဆင်းခဲ့တာစုစုပေါင်း45မိနစ်တောင်ကြာခဲ့ပါတယ်တော်တော်ကိုလူတွေတိုးနေရပဲနဲ့မလုံးမရှက်ဖြစ်နေခဲ့လို့ပေါ့နော်အခုဆိုရင်ည2နာရီလောက်လဲထိုးပြီဆိုတော့ကျွန်တော်တော့ပြန်ပါတော့မယ်အခုလိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ရှိပါတယ်နော်အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေအားလုံးပဲ good night ပါနော်ဘိုင်ဘိုင်ပါ